လေးကတော့မန္တလေးကနေကျောက်စင်ဟောလာလေးပါဗျကြောညာရဲ့စတူဒီယိုကကျွန်တော်ဒီနေ့ကျောက်စင်ရပို့သက်စီကုမ္ပဏီတခုတော့ရောက်ပြီးတော့ကြောညာရိုက်ခိုးပေးတဲ့ခါမှာကျွန်တော်ကားလေးငှားရလာဖြစ်ပါတယ်အဲ့တော့လည်းကျေးဇူးတင်ပါတယ်ဒါကတော့ကြောညာရိုက်နေဖြစ်ပါတယ်ဗျခုလိုကားငှားပြီးကျွန်တော်စတူဒီယိုလေးဆက်တော့ကျနေဆိုလည်းကျွန်တော်ဆက်တော့ရပါတယ်နော်တအားကောင်းပါတယ်သူပွဲတွေပါလေဈေးတက်တော့လိုက်ပေးပါတယ်TikTok တွေပါလေပေါက်ချင်တယ်ဆိုသူစီမရိုက်လို့ရပါတယ်ကျွန်တော်ကားလေးကိုငားမယ်မန်လေးကနေကျွန်တော်ပဲသွားချင်တယ်သွားချင်တဲ့နေရာဝင်သွားလို့ရပါတယ်မန်လေးကနေလေးစိတ်ဘူးတာကားကွင်းကိုလည်းချိုးပေးပါတယ်ပို့ပေးပါတယ်မန်လေးကနေပြုံးနေတောင်ကြီးကလေးကတော့ပကံကြိုက်တီကိုရန်ကုန်နေပြီးတော့ချောင်းဆောင်ဝေးဆောင်ဆက်ရှိတဲ့အားလို့လည်း၄ရောက်စီ9ရောက်စီ6ရောက်စီ14ရောက်စီ12ရောက်စီ9ရောက်စီ22ရောက်စီ33ရောက်စီ45ရောက်စီကျွန်တော်ဒီမှာကားတွေကိုဈေးသက်သာလည်းငားလို့ရပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့3999866969 39999618539689ဆက်သွယ်ပြီးတော့ကားငားရမ်းနိုင်ပါတယ်ခင်ဗျာအားပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ရှိပါတယ်အားပေးသူတဦးတယောက်ချင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒါကတော့ကျောက်စိန်မျိုးရှောင်းလမ်းမှာပါခင်ဗျာကျောက်စိန်မျိုးရှောင်းလမ်းမှာပါ